ထိုင်းနိုင်ငံမှာလေယာဉ်မယ်တဦးထံဟီရိုအင်းပါဝင်တဲ့ပါဆယ်ပို့ဆောင်မှုအမှုနဲ့ဆက်ဆက်ပြီးတန်တရားရှိသူတဦးကိုရဲတပ်ဖွဲ့ကစစ်ဆေးနေပါတယ်။ရဲတပ်ဖွဲ့ကဦးထိုင်းလိုအမည်ရှိအမျိုးသားတဦးကိုထိန်းသိမ်းထားပြီးသူဟာဇွန်လ22ရက်နေ့ဗန္နာဒေသရှိလေယာဉ်မယ်မီနာရဲ့ကွန်ဒိုသို့ပါဆယ်ပို့ခဲ့သူဖြစ် CCTV မှတ်တမ်းထဲမှာတွေ့ရှိထားတယ်လို့ဆိုပါတယ်။နေ့လယ်3နာရီခွဲခန့်မှာအယုဒ္ဓယပြည်နယ်ရှိသူ့ရဲ့တိုက်ခန်းကိုရဲတပ်ဖွဲ့ကဝင်ရောက်ရှာဖွေခဲ့ပါတယ်။ရှာဖွေစစ်ဆေးရာမှာရဲမှုခင်းပညာရှင်တွေက FTIR စက်ကိုအသုံးပြုပြီးစင်ပုံအိတ်ပိုင်းစတွေကအဖြူရောင်မှုတွေကိုစမ်းသပ်ခဲ့ပါတယ်။ဦးထိုင်းဟာဩစတြေးလျမှာလေယာဉ်မယ်မှုပေါ်ပေါက်ပြီးနောက်တစ်နေ့မှာပဲတပ်တွေတွေကိုဖျက်ဆီးဖို့စ조사ခဲ့တယ်လို့ဝန်ခံထားပါတယ်။သူဟာကြန့်ရှိနေတဲ့ဟီရိုအင်းတွေကိုအိမ်သားထဲလောင်းချဖျက်ဆီးခဲ့ပြီးစင်ပုံအိတ်နဲ့အဝတ်စားတွေကိုလည်းစွန့်ပစ်ခဲ့တယ်လို့သိရပါတယ်။ဓာတ်ခွဲစစ်ဆေးမှုအရစင်ပုံအိတ်အတွင်းမှာဟီရိုအင်းကျွင်းကြံတွေတွေ့ရှိခဲ့ပြီးတန်တရားရှိသူရဲ့ထွက်ဆိုချက်နဲ့လည်းကိုက်ညီတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။သူဟာဇွန်လ20ရက်နေ့မှာဖျော်ပြည်နယ်ကနေစင်ပုံအိတ်ကိုတွားယူခဲ့ပြီးအတွင်းမှာမူရစ်ဆေးပါဝင်တာကိုသိရှိထားတယ်လို့လည်းဝန်ခံထားပါတယ်။ဒါအပြင်ရခင်ကလည်းအလားတူပို့ဆောင်မှု3ကြိမ်လုပ်ခဲ့ပြီးတစ်ကြိမ်ကို6000ဘတ်ရရှိခဲ့တယ်လို့သိရပါတယ်။စစ်ဆေးမှုအပြီးမှာတော့ရဲတပ်ဖွဲ့ကသူ့ကိုထပ်မံမေးမြန်းဖို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။သတင်းထောက်တွေကမေးမြန်းရာမှာသူကလေယာဉ်မယ်ကိုတောင်းပန်ပါတယ်ကျွန်တော်လုပ်ခဲ့တာအတွက်တကယ်တောင်းပန်ပါတယ်လို့သာပြန်လည်ဖြေကြားခဲ့ပါတယ်။လက်ရှိမှာတော့အမှုနဲ့ဆက်ဆက်သူအားလုံးကိုဖော်ထုတ်နိုင်ဖို့တပ်တေခံပစ္စည်းတွေနဲ့လက်ဝေရာတွေကိုဆက်လက်စစ်ဆေးနေပါတယ်